ကြာတဲ့ကြောဘလောက်ကောက်ကောင်းအချီမကောင်းရင်လက်ကားပါပဲနော်ဆိုင်ဖွင့်လို့ရတဲ့အထိကောင်းတဲ့အချီဆက်နည်းလေးကိုဒီဗီဒီယိုလေးမှာပြောပြပြီးတော့မှာဖြစ်ပါရဲ့ရှင်အားလုံးပဲလိုက်ပါကြည့်ကြအားပေးကြပါအောင်ရှင်မကြီးသီးမဲ့နဲ့ထညက်အရင်ဖြော်ထားတာကိုအရင်ဆုံးပွက်ဆူတဲ့အထိအရင်ထက်အရင်ကြိုးပါမယ်နော်ပွက်ဆူလာပြီဆိုရင်ခန်းချင်သီးစော့ထည့်ပြီးတော့ထပ်ပြီးတော့ကြိုးပါအောင်မယ်နော်ခန်းချင်သီးစော့ထည့်ချင်တာကလေနည်းနည်းလေးအယောင်လေးကလည်းနည်းနည်းလေးအယောင်လေးလှချင်တာနဲ့ထည့်လိုက်တာပါရှင်မထည့်လည်းရရပေါ့နော်ပွက်ဆူလာပြီဆိုရင်မီးလေးခဏလျှော့ပြီးတော့ခဏပိတ်ထားပါမယ်နော်ဂျင်းကြက်သွန်ပြူငရုတ်သီးစိမ်းတို့ထောင်းထားတာကြီးထည့်ပါမယ်နော်ငရုတ်သီးကတော့ကိုအဆက်စားရင်စားနိုင်တဲ့လောက်ထည့်ထားပါမယ်နော်ပြီးပြီဆိုရင်အရသာအတွက်ငပြရီအချို့မော့စားထည့်ပါမယ်ရှင်ပြီးပြီဆိုရင်တော့မီးလေးနည်းနည်းဖွင့်ပြီးတော့ထပ်ပြီးတော့ကြိုးပါမယ်နော်ကဲအိမ်မှာအလွယ်တကူလုံနိုင်ပြီးတော့ဆိုင်ကအရသာအတိုင်းကောင်းတဲ့အချီလေးရပါပြီရှင်ကြာစံကြောနဲ့တွဲစားစားထမင်းစီစမ်းလေးကိုအကျော်လေးနဲ့တွဲစားစားအရသာရှိတဲ့အချီလေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်ပါ